မောင်လာဥပူဒီလောက်စားချင်းတဲ့ရုံးလေးနော်မျိုးဒီဗီဒီယိုမှာမျိုးအောင်တင်ထားပြီလေနော်သူ့ကိုလိုအပ်လဲပစ္စည်းခလက်ကြတော့မောင်လာဥလိုအပ်မယ်ပြီးတော့ဆောက်ရက်လိုအပ်မယ်နော်ပြီးတော့မုံတီတွေပေါ့ဒါမျိုးခကြမျိုးတို့ရွာရဲ့တလေးမျိုးချက်ထားတယ်နော်ဒါမဲ့ဟိုနီးလေးနဲ့တိအောင်ပေါ့နော်ပြီးတော့ဒီအချင်းကြီးလေးလိုမယ်နော်အဲ့ဒီဟာတော့အတိကတော့အဲ့ဒီဟာမင်းပေါ့နော်အခုမျိုးကဒါလိုမျိုးစားလို့မဟာမျိုးပြပြမယ်နော်ပထမဆုံးဒီမောင်လာဥကိုချစ်ပေါ့နော်ခွာလဲခွန်တော်လေးရတယ်ချစ်လိုက်ရအောင်နော်မျိုးခလက်ကြတော့မျိုးချက်ထားတယ်နော်ပြီးတော့ချစ်ပြီးဟာကိုရေကိုစိမ်ပေးမယ်နော်ရေစိမ်ပြီးတင်ချဆေးပေးပေါ့နော်အဲ့မျိုးဆေးပြီးဆိုရင်သူ့ကိုလှီးရတဲ့ဟာလေးလိုရနော်ပထမဆုံးမကြည့်ဆောင်းလေးနော်နည်းနည်းလေးဆောင်းလေးလှီးပေးနော်သူ့ကလုံးမဆိုရင်တဲုံးလေးလက်ဝင်တာအားလက်ဝင်တာနော်ဒီမျိုးဆောင်းလှီးပြီးနောက်ထပ်ဒီဖင်ကားနီကိုကန်ရမယ်နော်ဒီမျိုးလှည့်လဲနေရမှာကြည့်ပြီနော်တချို့တွေကလှည့်လို့မတက်ဘူးနော်အဲ့မျိုးဟိုဖင်ကားနေခေါင်းဆွဲတင်တာပေါ့နော်အဲ့မျိုးလောက်နောက်ထပ်ဆောင်းလေးသူ့ပြန်လုပ်ပေးရမယ်နော်ဒီလိုမျိုးပဲစိတ်ချရှင်လေးလုပ်ပေးရနော်ဒီကောင်လေးခက်ကြတော့အဲ့လိုမျိုးလုပ်ပြီးဆိုဒီမှာစပလေမျိုးဖြစ်လာခဲ့ပြီနော်အဲ့မျိုးစပရင်ဖြစ်အောင်ကိုကအားလုံးကိုလှုပ်သွားပေးရမယ်နော်အဲ့မှာမျိုးလှီးထားတဲ့ဟာပုံစံလေးလုပ်ပြီနော်ပြီးတော့ဒီလိုမျိုးလှီးပြီးဆိုရင်သူ့ကိုပထမဆုံးဘယ်လိုမျိုးလုပ်ရမလဲဆိုတော့သူ့ကိုဒီအချင်းရည်နဲ့စားနဲ့နေပေးရမယ်နော်ဘာဖြစ်လို့စားနေလဲဆိုတော့လေအထဲမှာဒီစားတဲ့ဝင်ရအောင်ပြီးတော့စားမနေဘူးဆိုရင်အထက်မှာဒီပအားလို့ဖြစ်တယ်နော်ပြီးတော့နမ်းမကြလို့နော်အဲစားလေးနည်းနည်းပြီးအချင်းရည်လေးကိုကနှက်ထားပေးရမှာတောင်းနေနော်ဟိုဖြစ်နိုင်မှာဆိုတနေ့ကောင်နှက်ထားပါနော်မနေ့ချက်မှာဆိုရင်အေးလို့နှက်ထားလိုက်ရတယ်နော်ပြီးတော့သူ့တခြားလေးနည်းနည်းပြီးတော့နော်စိန်ထားမယ်ကိုစိန်နေတဲ့ချိန်မှာဆိုရင်ဒါကိုကအဖြူနဲ့အညီနဲ့ထောင်းပေးရမယ်နော်ပြီးတော့ဒီငုတ်တီမှုတ်လေးကိုနည်းနည်းလေးထည့်ပေးရမယ်နော်အဲ့ကကိုတဘောပဲနော်သူကအယောင်မယူတယ်နော်မဆက်ဘူးနော်ကိုကညက်လေးထောင်းပြီးဆိုရင်နော်သူညက်လေးထောင်းတဲ့ချိန်မှာဟိုမှာစိန်ထားတယ်ပေါ့နော်ပြီးတော့ဒီမှာငုတ်တီတောက်လေးစားချင်ဆိုရင်ငုတ်တီတောက်လေးနည်းနည်းလေးလှော်ထားပေးမယ်နော်ပြီးဆိုရင်သူခတ်ထုတ်မယ်ပြီးဆိုရင်မျိုးလို့ရထုံးစံတိုင်းမနော်စီတင်ပြီးတော့စနွေးလေးထည့်မယ်နော်အခုခုနကတုံးထားခုနထောင်းထားတဲ့သုံးမျိုးကိုကဒီလိုမျိုးကြွတ်လေးကြော်မယ်တိုင်းလည်းမကြွဘူးနော်သူကခလက်ကြတော့နော်မကြွတယ်နော်ပြီးရနဲ့အရရခက်ကြကိုယ့်ရဲ့တဘောပေါ့နော်မျိုးခလက်ကြတော့ဆိုမှုန့်နဲ့နော်တကြားနဲ့မထည့်ထားလဲနော်ခုနဟိုပါနေရမှာကစားထည့်ပြနော်စားကိုနည်းနည်းပဲထည့်နော်စားမထည့်နဲ့တော့နော်လုံးမယ်ဆိုရင်လေဒီမျိုးသူ့ကိုနှစ်လောက်ပြရဆိုရင်ဒီမှာမျိုးခလက်ကြတော့နှမ်းအချူရောင်လေးတုံးထားတယ်နော်ဒီမှာနှမ်းအမဲရောင်ရှိတယ်မျိုးနှမ်းချူအောင်လို့တုံးထားတယ်နော်အဓိကပူဒီမှာလည်းနှမ်းလေးလည်းပါတယ်နော်အဲ့လိုဒီမှာရပြီဆိုရင်ခုနကပူဒီကိုမျိုးလိုပဲရေစအောင်ပြင်ပေးရမယ်နော်တင်တော့ရေစစ်စင်ပြီးနှက်ပြီနော်အခုဆိုကြည့်ပါနော်သုံးလေးနိုင်လေးစိန်ထားတဲ့အတွက်ကိုအရန်ကိုပြုတ်အင်းနေပါနော်ဖြစ်နိုင်မယ်ဆိုရင်ကိုလှုပ်စားမယ်ဆိုမနဲ့ပန်လို့စိန်ပြီးတော့နှစ်အေးပန်းလို့လုံရင်ပိုကောင်းနော်မျိုးထက်ကြတော့အချိန်မရှိလို့ပေါ့နော်ရေစအောင်နှက်ပြီးရင်အဲ့ဒီအိုးထဲမှာထည့်ပေးတယ်နော်သူ့ကိုကြော်လည်းမဟုတ်နော်ကိုကစီတက်တဲ့ဟာလေးကိုပဲသူ့ကဒီမျိုးနှက်အောင်လူပေးမယ်တင်လို့လေနော်အရက်ဓာတ်လေးစိတ်ဝင်ရအောင်နှက်အောင်လူပေးမယ်နော်အဲ့ဒီဓာတ်မှဒီအရက်ဓာတ်လေးကိုပြန်ပြီးပေါ့နော်လူချင်းတဲ့အတိုင်းဆိုရင်ကိုငင်တာပေါ့လာဆိုရင်ကိုယ့်ရဲ့တဘောပဲနော်မျိုးခက်ကြတော့အရက်ဓာတ်အကွက်တိပဲနော်မျိုးကစားမထည့်ထားဒါမှအသားမှုန့်လေးနဲ့ထည့်ထားပေးရနော်ဒီလိုလေးဆိုရင်အရန်ဟိုမှာစားချင်းစရာကိုကောင်းလဲပူးတီလေးပေါ့နော်ငယ်လေးတော့ဆိုရင်အရန်စားလဲဈေးထဲမှာလေမုတ်တီလေးနဲ့ဒီမှာ6ရက်ဆိုရင်ကြည့်ပါဦးဒီကထားနိုင်ငံမှာ6ရက်တအားစားလဲနော်အဲ့ဒီကွက်တိပေါ့နော်မျိုးလဲပူးတီလောက်စားမယ်ဆိုတော့အတိက6ရက်ကမပါမပြီးပဲတယ်နော်သူ့ပပလေးလှီးပြနဲ့ကိုစားခင်ဒီမှာအပေါ်မှာဖြူထည့်မှတယ်နော်အခုလှီးနေတာမှလေသူ့အနက်ကမှုေးလို့လေရွာကဈေးတန်းကိုတတိရတယ်ပေါ့နော်ဒီလိုလေးကိုကဖြူထည့်မယ်နော်စားတဲ့အချိန်မှာသူဖြူထည့်မယ်ပြီးတော့မြုပ်တူတောက်လေးခေါင်းကြောကြောရတယ်သူတောက်လေးဆိုတော့တတ်စားရတယ်နော်အရန်မှလွတ်ရတယ်နော်ဒါပေမဲ့လက်လေးနည်းနည်းဝင်တယ်နော်စားချင်တဲ့သူတွေဆိုရင်မျိုးလောက်ထားပြီးတဲ့ဟာကိုစားရတာတော့မျိုးရွာကတလေးလေးပေါ့နော်တချို့လေးဆိုတလေးမတူဆိုရင်ဒါပေမဲ့နီးနည်းပါတော့တိတ်လိုက်မလို့မျိုးကြည့်ပါနော်ဒီဗီဒီယိုစိုင်းတက်တယ်ဆိုရင်မျိုး like share